ကျွန်တော်အားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါတယ်လို့နော်ဖခင်သခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ကျွန်တော်တို့2025ခုနှစ်နော်ဒီကနေ့ဆိုရင်တော့ကျွန်တော်တို့နိုဝင်ဘာလ14ရက်နေ့ထိပို့ဆောင်လမ်းပြတဲ့ဖခင်သခင်နာမဘုန်းကြီး၍မင်္ဂလာရှိပါစေအဲ့တော့ဒီကနေ့ရောက်ရှိလာတဲ့ဓမ္မပရိသတ်များနဲ့တကွသူဖေ YouTube Facebook YouTube ပေါ်မှာကြည့်ရှုတဲ့သူအားလုံးကိုလည်းဖခင်သခင်ကောင်းချီးပေးပါစေကျွန်တော်တို့ဒီ YouTube နဲ့ Facebook မှာနည်းနည်းလေး request လုပ်ချင်တာ Facebook ကတော့အခုချက်ချင်းလွှင့်ဖို့အတွက်နည်းနည်းလေး line ခက်ခဲရှိတဲ့ကြောင့်ကျွန်တော်တို့ YouTube link ကို Facebook ပေါ်မှာတင်ပေးထားတယ်ဒါကြောင့်ကြည့်ရှုနေတဲ့ Facebook သမားများအဲဒီ YouTube link ကိုနှိပ်လိုက်တာနဲ့ကျွန်တော်တို့ဒီအစီအစဉ်ကိုဝင်သွားမှာဖြစ်တယ်ဒါလေးကိုကြိုတင်ဖော်ပြလို့ရတယ်အကယ်၍ Facebook လွှင့်လို့ရတဲ့အခါကျရင်လည်းပြန်တင်ပေးမှာဖြစ်ကြောင်းဖော်ပြလိုပါတယ်အဲ့တော့ဒီကနေ့ကျွန်တော်တို့ one day bible study ကျွန်တော်ခေါင်းစဉ်ကပါတယ်လေโอเคသစ္စာပြတ်သောသစ္စာမဲ့သောသစ္စာဖောက်သောသစ္စာရှိဖို့တိကြီးနဲ့လွဲမားသောအိမ်တောင်မဟုတ်ဘူးဘာရှိသောအိမ်တောင်လဲသစ္စာရှိအဲ့တော့ဒီထဲမှာအိမ်တောင်ရှင်တွေလက်ပြကြည့်ပါဦးအားလုံးနေပါပဲဟုတ်ပြီโอเคအဲ့ဒါဆိုကွက်တီပဲနည်းနည်းနားထောင်ကြတာပေါ့နော်သစ္စာရှိတဲ့အိမ်အောင်ဆိုတာဘာကိုပြောတာလဲနော်လူပြိုပြိုတွေလက်ပြပါအိမ်အောင်တွေကလည်းနှစ်ခုလုံးပြနေတယ်ဘယ်လိုဖြစ်တာလဲမသိအိမ်အောင်တွေတော့လည်းသူပြတယ်လူပြိုပြိုလည်းသူပြနေတယ်โอเคဟုတ်ပြီကျေးဇူးတင်တယ်ဆုတောင်းကြပါစို့ဖခင်သခင်ဒီကနေ့ကြားမယ်နှုတ်ကပတ်တော်တိဆောက်ဆရာဖြစ်စေပါကျွန်တော်ပြောတာထက်ကိုပြောခြင်းသာဖြစ်စေပါအနောက်ရှက်အားလုံးဝေးစေပါယေရှုနာမနဲ့ဆုတောင်းပြီးမှဝေငှပါတယ်ဗျာအာမင်အဲ့တော့ကျွန်တော်ချိန်ကတော့အခု9နာရီခွဲကနေ10နာရီ45ထိဖြစ်မယ်ပြီးတော့လည်း15မိနစ်မှာ5မိနစ် break လုပ်ပြီးကျွန်တော်တို့တိသန့်ရှင်မြတ်ရဲ့ချီးမွမ်းခြင်းကြားရမယ်ပြီးရင်17နာရီ12နာရီကဆရာတော်မန်ပမစတန်ရဲ့အချိန်ဖြစ်တယ်ပြီးကျွန်တော်17နာရီကနေ1နာရီထိနေ့လည်စာ3ဆောင်မယ်ပြီး1နာရီကနေ1နာရီခွဲထိကတော့ကျွန်တော်တို့ Asian Sound နော်တေးသရုပ်ပေါ်သချင်းများနော်ကျွန်တော်တို့Sunday School သချင်းတွေကျွန်တော်တို့နော် Sunday School ဆရာမတွေကကျွန်တော်တို့ခြေလက်လှုပ်ရှားပြီးသင်ပေးလိမ့်မယ်မကောင်းလားကကြခုံကြမယ်နော်ပြီးတာနဲ့တနာရီခွဲကနေ3နာရီထိဆရာတော်ဆိုးရွှေကြီးသင်ကြားမှာဖြစ်တယ်3နာရီပြီးတာနဲ့လည်းကျွန်တော်တို့ coffee မုတ်များပြင်ဆင်ထားတာဖြစ်တယ်ဒါကြောင့်ဒီကနေ့နှုတ်ကပတ်တော်နားထောင်ဖို့ Are you ready ဆို yes လို့ဖြေပေးပါညာဘက်လက်ကိုနော်မြောက်ပြီးတော့ Are you ready yes အဲ့ဒါလေဖြတ်ခြင်းနဲ့သားဒီတက်ချေမယ် Are you ready yes okay အဲ့ဒါနေ့လေစက်သားနဲ့စားမယ်အသားနော် okay ကျေးဇူးတင်ပါတယ်လို့နော်ဒါကြောင့်ဒီနှုတ်ကပတ်တော်ဆိုတာကတော့နော်ဖခင်သခင်ဖော်ပြမှနော်နားလည်နိုင်တာဖြစ်တယ်တန်ရှင်တော်ဝိညာဉ်တော်ဖော်ပြမှသာလေနားလည်နိုင်မှာဖြစ်တယ်ဒါကြောင့်နှုတ်ကပတ်တော်တို့ကျွန်တော်တို့ထပ်မံပြီးတော့ဆုတောင်းဆက်ကပ်ကြပါစို့ဖခင်ရှင်ထပ်ပြီးနှုတ်ကပတ်တော်တို့ဆက်ကပ်တယ်အိမ်တောင်တို့ပြောရမှာဖြစ်တဲ့ကြောင့်အိမ်တောင်ရှင်များလူပြိုပြိုများတို့ပိုတီဆောက်เสียဖြစ်စေပါတနေ့အိမ်တောင်ကိုပြုမဲ့သူများအခုအိမ်တောင်ရှိနေတဲ့သူများဘာတွေလွဲနေလဲမှားနေလဲယော့နေလဲဒါတွေကိုနှုတ်ကပတ်တော်နဲ့ဆွဲတင်ပေးပါတဲ့ပေးပါကျွန်တော်ပြောခြင်းလုံးဝမဖြစ်စေနဲ့ယေရှုခရစ်တော်ပြောခြင်းသာဖြစ်ပါစေယေရှုနာမနဲ့ဆုတောင်းခဲ့ထက်ဆင့်ဝေငှပါတယ်ဖျားအာမင်โอเคအဲ့ဒီသစ္စာရှိသောအိမ်တောင်နော်ခေါင်းစဉ်ကတော့သစ္စာရှိသောအိမ်တောင်နော်အဲ့တော့ Christian Home Week နော်ဒါခရစ်ယာန်နော်ရသတ္တဝတ်တို့ပေါ်ပြတဲ့အရာဖြစ်တယ်ကဲဟုတ်ပြီဘာအိမ်တောင်လဲကဲချမ်းညုံလေးနည်းနည်းဖတ်မယ်ယောဟန်ခန်းကြီး4:24နဲ့ဟေဘရဲ10:23နော်ယောဟန်4:24ဟေဘရဲ10:23မဟုတ်ရေပုံလမ်းပြီးပို့ကျန်းစာဖွင့်ပြီးရှာကြမလို့နော်ဒီမှာရှိပြီလားဖုန်းတွေပိုင်းနဲ့မရှာနဲ့တော့အဲ့ဒီမှာ line ကကောင်းတော့ Facebook ဖမ်းသုံးလိုက်တာနော်မဟုတ်ဒီဖွဲ့မပါပါဘူးဒီဖွဲ့မပါပါဘူးနော်ဒီကိုပဲကြည့်မယ်ဒီကိုပဲကြည့်ဖတ်မယ်ကဲစမယ်1 2 3ဖျားသခင်သည်အာမင်အာမင်ဖျားသခင်နာဝဉ္ဉံဖြစ်တယ်နော်နေရာတိုင်းမှာရှင်သူရာခသိမ့်ပြီး
theology စကားနဲ့ပြောရင် omnipresence နေရာတိုင်းမှာရှိနော်နေရာတိုင်းမှာရှိအရာခက်တဲ့သူသိကောင်းကင်မှာလည်းရှိတယ်အခုမြေကြီးမှာလည်းရှိတယ်နေရာတိုင်းရှိတယ်အချင်းတို့သုံးသဘောတူတာနဲ့အလယ်မှာရှိသူကျတော့လယ်မှာရှိလားအဲ့တော့ဒီကျမ်းစာသင်တန်းကိုဘုရားသခင်ကြားလားသိအောင်ဘုရားသခင်သိလားသိအောင်ဘုရားသခင်ကိုသိလားဟာသိတယ်တော်လိုက်တာအဲ့သိနဲ့ကတ်လွဲနေတာလည်းကတ်နေသေးတယ်သိတယ်ကျမ်းစာလည်းသိတယ်ဖခင်เจ้าလည်းသိတယ်အိမ်တော်မှာလည်းပြဿနာတက်နေသေးတယ်အဲ့ဒါစပြီစပြီဒါကြောင့်ကျွန်တော်ဒီနဝိညာဉ်နဲ့ကိုးကွယ်ယုံနေမဟုတ်တော့သစ္စာပါမအဖြေရတာအဲ့တော့လောကမှာဖခင်ရှိခိုးတဲ့သူကတော့တချို့ကနဝိညာဉ်နဲ့ကိုးကွယ်တာဒါပေမဲ့သူ့ထဲမှာသစ္စာမရှိတော့သူတောင်းတဲ့ဆုကမရဘူးဖြစ်ဒါကြောင့်ကျွန်တော်ကိုးကွယ်တယ်ဆိုတာနဝိညာဉ်နဲ့ကိုးကွယ်ယုံတတ်မဟုတ်တဲ့ထဲမှာသစ္စာရှိမှဘာပြန်ရကောင်းကြီးမသူများကြာပတ်စံချီးထားတယ်ချီးပြီးပြန်မဆက်ဘူးဘာလို့ပြန်မဆက်မဟုတ်တယ်ဘုရားသခင်ဆူတောင်းတော့ဖော်ပြတယ်ဆက်เสียမလို့ဘူးတဲ့အဲ့လိုရှိလားကျမ်းပိုက်ရွယ်ရှိလားရှင်းနေလားပြပါလားကျွန်တော်ဖတ်တာမတွေ့ဘူးတကားမှတော့အဲ့လိုဘလောက်ကိုးကွယ်သစ္စာမပါတဲ့ကြောင့်သူ့ရဲ့ဆူတောင်းတာဘုရားနားညောင်းပါမလားတချို့ပြောမလို့ကျမ်းစာပြောအဲ့သစ္စာဆိုဘလောက်ရေးကြီးမိသားစုမှာအိမ်တော်မှာသစ္စာဖောက်ပြီးဆုတောင်းတယ်နားညောင်းမလားနားမညောင်းချုပ်ဖခင်နေအိမ်ကနေထွက်သွားတယ်အလုပ်ဆိုပြီးထွက်သွားတယ်စမောလေးနဲ့သွားနေတယ်ညပြန်လာတော့အိမ်မှာ night devotion ဖခင်ရှိခိုးတယ်အဲ့ဖခင်ပါတော့အဲ့အိမ်ရဲ့ဆုတောင်းတော်ဖခင်နားမညောင်းဘူးဖြစ်ကျွန်တော်ဒီချမ်းပိုက်ကိုရှင်းပြကိုးကွယ်တာကောင်းတယ်ဒါပေမဲ့သစ္စာပါမှနားညောင်းတယ်ပြန်ပြောမယ်နော်ဖခင်ရှိခိုးတာကောင်းတယ်ကိုးကွယ်တာဒါပေမဲ့သစ္စာပါမှအဖြေရသိုံဘုရားစကားပြောပါစေ။တောင်ကူ online မှာချိတဲ့သူတွေလည်းအားရပါရပဲအခုပြောနေတာအိမ်အောင်တယ်များသင်တို့ဘုရားသခင်စကားပြောပါစေ။အခုယုံကြည်သူတွေကကိုးကွယ်ယုံတတ်ပဲ။ဟာကိုးကွယ်တယ်ချီးမွမ်းတယ်ဘုရားချစ်တယ်။ကျွန်တော်တတိယတော့ highlight တင်တယ်ကျွန်တော် Monday morning တိုင်းတင်တယ်။အဲ့မှာကျွန်တော်စကားလုံးပြောတယ်ဗျချို့ချိတဲ့သူတွေတော့မှတ်မိမလားမသိဘူး။ခရိယန်တတ်တာဆိုတာဗဇက်နဲ့ဘုရားချစ်ရတာပေါ့။အသက်တာနဲ့ဘုရားချစ်ရတာပြန်ပြောမယ်ခရိယန်တတ်တာဆိုတာလေဗဇက်နဲ့ဘုရားချစ်တာမဟုတ်အသက်တာနဲ့ချစ်မှအဲ့ဒီအိမ်တော်ဘုရားကောင်းကြီးပေးတာဘယ်ဗဇက်နဲ့တော့ချစ်သလားမမင်းနဲ့ဘုရားပဲပြောလိုက်ဘုရားပဲလှုပ်လိုက်တလွဲအဲ့ဒါပြဿနာရှိတာတောင်ဒီနေ့အားပေးကြပါရင်သင်အိမ်မှာတော့နော်အသက်တာနဲ့ဘုရားကိုချစ်နေမယ်လို့ယုံကြည်တယ်အသက်တာနဲ့ချစ်တောင်ကိုးကွယ်ပါဒါပေမဲ့ဘာပါမလဲသစ္စာပါကဲဒါသစ္စာနဲ့ကဲနောက်တစ်ပိုက်ဖတ်ဟေဘရဲ10:23ကဲဖတ်မယ်ဒီကျမ်းပိုက်လဲဆိုသိကြိုက်အဲ့ဒါသစ္စာအကြောင်းနေနော်သစ္စာနဲ့ပတ်သက်ပြီးတော့ဖော်ပြထားတဲ့ကျမ်းပိုက်တွေကြီးပဲမျောလင်းတဲ့အကြောင်းဝန်ခံတဲ့မသိမိသားစုတို့အကျွေးရှိနိုင်တယ်ပြဿနာရှိပဲယောဂရှိပဲရတယ်မျောလင်းထားတယ်ဆွတောင်းထားတယ်မျောလင်းတဲ့ဝန်ခံတဲ့မရွေ့မလျော့နဲ့တဲ့သစ္စာနဲ့ဆက်သွားနေတဲ့အိုက်ဂရိထားတဲ့ဘုရားသစ္စာနဲ့ပြည့်စုံတဲ့ကြောင့်ရောက်ကိုရောက်လာမှာတဲ့ဒီကျမ်းပါရဲ့သိအရေးကြီးတယ်ဟေဘရဲ10:23တဲ့မျောလင်းထားတဲ့ချုပ်ကိစ္စတွေဆွတောင်းထားတယ်တစ်ကောင်းတယ်လှုပ်မျောလင်းလှုပ်ဒါပေမဲ့သင်သစ္စာပြတ်ရင်အဲ့ဒါတွေကမလာတော့ဘာလို့လဲဆိုတော့ဘုရားသခင်ကဘာကိုကြည့်ပြီးကောင်းကြည့်ပေးတာလဲသစ္စာကဲတော့ရေးကြည့်တဲ့စကားလေးလုံးပြောမယ်အဲ့စကားကတော့နော်အလွန်ရေးကြည့်တယ်လောကမှာတဲ့ဒဇိန်လိုဆက်ဆံတဲ့မိသားစုရှိတယ်နောက်တစ်ဖက်ကကြတော့မိသားစုလိုဆက်ဆံတဲ့ဒဇိန်ရှိတယ်ပြောမယ်နော်ဒဇိန်လိုဆက်ဆံတဲ့မိသားစုရှိတယ်သူမိသားစုဒဇိန်လိုဆက်ဆံတာသူနဲ့ဘာမှဆိုင်လို့သူနဲ့ပတ်သက်သူရှာကျွေးကြမလို့သူ့လုံးမဟုတ်တာသူဒဇိန်ဖြစ်သွားတာလေချက်ပြမှန်လားမသိအားလုံးကလေကျွန်တော်ပါစကြီးဟာပြီးကြည့်နေတာဒီဆက်ဘာတွေပြောနေလဲပေါ့မှန်ချက်ပြမှန်လားသူမိသားစုမှာဒဇိန်ဖြစ်နေတာသူဒဇိန်မဲ့ဘာမှမိသားစုတာဝန်သူမယူဘူးအဲ့ဒါဒဇိန်မဲ့တော့ဒဇိန်လို့ဆက်ဆံတဲ့မိသားစုရှိတယ်
မိသားစုလိုဆက်ဆံတဲ့ဒဇိမ်းရှိတယ်တချို့ဒဇိမ်းဒါပေမဲ့အဲ့မိသားစုသူကူညီတယ်မေတ္တာပြတယ်ဖေးမတယ်မိသားစုရဲ့ကြေကွဲခြင်းကိုနားထောင်ပေးတယ်ဒါကြောင့်ကျွန်တော်ကဒီဒဇိမ်းလိုဆက်ဆံတဲ့မိသားစုမျိုးအထူးရှောင်မိသားစုယောက်ျားဖြစ်တယ်ဘာမှမရှာပေးဘူးဘာမှလည်းမပေးဘူးမိန်းမဖြစ်တဲ့အိမ်အောင်ကိစ္စလည်းဘာမှမလုပ်ဘူးသားသမီးဖြစ်တဲ့အိမ်မှာဘာမှခိုင်းစားလို့မရအဲ့ဒါဒဇိမ်းလိုဆက်ဆံတဲ့အုပ်စုများပဲချွတ်သားသမီးရှိတဲ့အိမ်မှာလေးစားသူ့နာမည်ပေးထားတဲ့ဆာလာအိတ်စာရင်လာတယ်စားပြီးအိတ်တော့ဆာလာအိတ်တော့အိမ်မှာတပြက်စီးလက်ချောင်းမလဲခိုင်းနဲ့မျက်နှာရှက်ခောက်ချိုးပြတော့အဲ့ဒါဒဇိမ်းလိုဆက်ဆံတဲ့မိသားစုဝင်လို့ခေါ်ချိုးရည်အဲ့ဒါနင့်အောင်ပြောတာနော်နင့်အောင်ပြောတယ်နော်တော့မလာပဲတနေ့နေ့ညနေမှလည်းကျွန်တော်ပြောမှာဒီနေ့ကတော့ဒါသစ္စာကိစ္စပြောမယ်တင်းလာနေ့ညနေကျရင်ကြောက်ပေါ်မှာတီးတဲ့အိမ်ကြောင်ပြောပြကြောက်ပေါ်တီးရဆိုဖျက်စကန်းနားထောင်တဲ့ကြောင်ကြောက်ပေါ်မှာတီးတော့မပြိုဘာလာမနဲ့တော့မနဲ့ဘူးတော့စနေကျရင်လည်းလောင်းမယ်ခရစ်အိမ်အောင်ကြောင်ပဲပြောမှာလာမအများကြီးပြောကြတယ်အများကြီးပဲမဟုတ်ဘူးလားဟာအမေတွေကသဘောတွေကြတော့ဟုတ်တယ်တဲ့နင်အိမ်မှာတပည့်စီချောင်းမလဲဘူးနင်ကိုပြောနေတာတဲ့အတဇိမ်းလို့ဆက်ဆံတဲ့မိသားစုတွေအသတိထားမယ်ချက်တဇိမ်းပဲကြောက်လို့လည်းဆိုလည်းဘာမှမရှောင်မိမတော့သူယုံကတာမီးလည်းဘာမှမလုပ်အမေကလည်းစိတ်ညစ်နေရောတချို့အလိန်ခံရတဲ့မိသားစုရှိရနော်ပြောပြမယ်ဖြစ်တခုအလိန်ခံယောက်ျားယူတဲ့သူသတိထားဒါကြောင့်တဲ့ဆရာမနယ်လေးကယူမယူတာလဲပါလို့မရတာတော့မပါတော့ပါဘူးနော်တို့ရှင်းတယ်တို့အိမ်တော်တွေပဲတိတ်တောင်းသူလမ်းလျှောက်နေနားမထောင်လမ်းလျှောက်နေအေးစေးပဲတဲ့နော်ဒါအရွယ်လွန်တို့အခါလွန်တို့နော်မိန်းကလေးတယောက်ကတင်တန်းတစ်ခုသွားတက်တယ်တကယ်ပြပြောမယ်နော်ယုံကြည်သူသူတင်တန်းတစ်ခုမှာအိုက်ကောင်လေးကိုတွေ့တယ်အဲ့မျိုးသားအရေးကြီးတယ်အခုကြော်ပြောတကယ်ဖြစ်ရနော် true story ဘယ်မှာဘယ်သူမဟုတ်ဘူးနော်အဖြစ်ပြကိုကြော်ပြောပြအဲ့ဒီသူကလည်းအိုက်ကောင်မလေးရှေ့မှာတကယ် boss ပုံစံနေပြတာအင်္ဂလိပ်ဆိုတာသိတဲ့အတိုင်းလေ boss ဆိုတော့တရားကြီးနေတာအိုက်ခေတ်ကလည်းဖုန်းတစ်လုံးတောင်ဝယ်ကြိုင်မှုမပြေတဲ့ခေတ်လေဟာဟိုလည်းတကယ်တထေးပုံစံနေပြအဲ့ဒီချုပ်ပြောတော့ကျွေသွားတော့ယူလိုက်ပြီးမှအဲ့လိုကအင်းကြီးဆိုတော့သူသိသွားတယ်အဲ့မှာဂျွန်းပြောင်ဟိုက boss မဟုတ်တဲ့ပြင်ငမူးမရှာကျွေးဘူးရောက်ခမောင်လည်းဒုက္ခပေးအိမ်ဝင်လည်းဒုက္ခပေးပြဿနာရှာခလေးတွေကရှိနေပြီအလုံးမလုံးချင်းရောက်ခမတစ်ခုခုလှုပ်ပေးလိုက်တယ်မတီပေးလိုက်တဲ့အရာဆိုလဲခေါင်းကွဲအောင်လှုပ်ပြဒါပေမဲ့ယူလိုက်တာတထေးဆိုပြီးယူလိုက်တာနော်တော့လေကိုယောက်ျားယူမယ်အဲ့ဘလူးပြိုတွေအရေးကြီးပြီသိချာနာတော့ကိုယောက်ျားယူမယ်ကိုမိန်းမယူမယ်ဆိုအဲ့ကောင်မလေးအဲ့ကောင်လေးကိုအနည်းဆုံး3နှစ်လေးလား3နှစ်like သူ background like သူတကယ်ချင်းတွေ like မေးသူဘလို့အကျင့်စာရိတ္တရှိသူဒေါသပောက်ကွဲလွယ်လားဟာချွတ်ရှိတယ်နော်မရခင်ဟာလေအောင်မလီစက်သိန်းအောင်ထားတယ်ပြောရတာကောင်းတာမှလေအဲ့ဒါမပြောခင်နောက်တစ်ခုဖြတ်ပြောလိုက်မယ်နောက်တစ်ခုဖြတ်ပြောလိုက်မယ်ခဏလေးလွန်ခဲ့တဲ့2လလောက်ပဲမိခင်တယောက်အခုသူအမေရိကန်ဆာမအနောက်နိုင်ငံမှာပေါ့နိုင်ငံကြီးမှာနိုင်ငံတော့မပြောတော့သူယောက်ျားနော်သူယုံကြည်သူယောက်ျားသက်ရှင်ပြောမယုံတထဲသူကချိုးတော့သူယောက်ျားလိုချင်တော့ဘယ်လောက်တောင်သားသူမကြိုက်ဘူးသူသိတယ်သူယောက်ျားဇာတ်ကိုလည်းသူသိတယ်အဲ့လေးလာထားတယ်နော်ကျန်တာမှလည်းပြောပြစန့်ကျင်ဘတ်တဘိုးမထမ်းနဲ့ပြောပြီးသားကျန်တာတဘိုးမညီပိုင်းမရှိတော့စန့်ကျင်ဘတ်ပဲရှိရနော်ပြန်ပြောမယ်နော်စန့်ကျင်ဘတ်ဆိုတာဘာမှမဆိုင်ဘူးဗရာဒလန်တန်လမ်းပဲပြောပြီးသားကျန်စာအပြတ်ပဲဟိုလူကသူ့ယူချင်ဘာလို့လဲအမျိုးတွေရှိမှထိုင်ရှိခိုးပြီးယူတာထိုင်အောင်ရှိခိုးတာတတိယဟာထိုင်ရှိခိုးတော့ तू လည်းမယူချင် तू ကြောက်တယ်အဲ့ကလေးအယူနဲ့တောက်စားရရှိ तू သိတယ်အမျိုးတွေကဝိုင်းပြီးတော့တွန်းတာသိမလားအမျိုးတွေဆိုတာလည်းသိရမယ် CD ပေးတာဟဲ့
အဲ့ခေတ်ကနေကားတစ်စီးအဲ့ခေတ်တော့ public ကားတစ်စီးမှာ3 သိန်းခွဲ2 သိန်းလောက်ရှိတဲ့ခေတ်မှာကားပေါင်းများစွာအိမ်ထဲမှာထည့်တာတော်မစီးနိုင်တဲ့ကားသူစီးနိုင်တယ်အဲ့လိုသူလည်းကြောက်တယ်ဒါပေမဲ့အမျိုးတွေကဝိုင်းဘေတီးတာအဲ့မှာဘာတခါလဲလူပြိုတွေပြောမယ်အခြေအနေမကောင်းရင်လေအမျိုးပဲဘေတီးမိဘပဲဘေတီးရက်တန်းကဘာလို့ရမလဲလူပြိုမပြောအိမ်အောင်သေးရပဲပြောနေတယ်ရက်အကောခြေနေမကောင်းရက်မဆက်နဲ့ရက်ပြအဲ့ဒါနင်းချုပ်ပြောမယ်ယူလိုက်တယ်တိတ်မကြပါဘူး9 နှစ်ကျော်တော့ဗီဇပြပြီတောင်းချမ်းလာပါ10 နှစ်ကျော်တော့ပူဆိုးလာငါဟင်းချက်တာပုံစံမကြရင်ထရိုက်တာပါရိုက်ကျောက်ကြော်တာပုံစံမကြောက်ဆွတ်ထိုးတာရှစ်ခိုးပြီးယူထားတာနော်တခုကလေးကိစ္စမပြောနဲ့ဓာတ်နဲ့ထောက်ထားတာသူကြောက်သွားတယ်သူယောက်ျားကြည့်ပြီးသူလန့်သွားတယ်သူရမ်း short ရသွားတယ်ငါ့ကိုရှစ်ခိုးပြီးယူထားတဲ့ယောက်ျားအဲ့ဒီအမေကိုယ်တိုင်သက်သေခံတာဘာများအောင်မင်းလဲအိမ်တောင်သူလန့်သွားပြီသူ short ရနေပြီအဲ့မှာသားသမီး3 ယောက်ဖြစ်နေတယ်လေခရစ်ယာန်ဆိုကွဲလို့မရဘူးအဲ့နောက်ဆုံးကလေးသမီးလေးကဖျားတဲ့ချိန်မှာဘာလဲမသိသူစွတ်ပြုတ်လောက်တာလား something မအဲ့တော့ပုံစံမကြလို့ဆိုကလေးချိန်မှာပါရိုက်အဲ့သူချိန်မကောင်းသူသိသွားတယ်သူအမောင်းမခံတော့ဘူးပြည့်စကားတော့မပြောဘူးထမင်းဝိုင်းမှာအတူမစားရတော့သူကြောက်သူယောက်ျားတက်ကနေဆိုထထိုးတက်ကနေဆိုထရိုက်အဲ့ဒါရှစ်ခိုးပြီးယူထားတာနော်ဒုတိယချိန်ထပ်ပြောမယ်ရှစ်ခိုးပြီးယူထားတာအဲ့ဒါသူဒီမျိုးလေးလည်းတော်ပါတယ်သူမိသားစုတိုင်မယ်နဲ့ပေါ့အမျိုးတွေချက်ချင်းသူအလုပ်ကနေပြီးတော့ဒါလည်းသူစုတောင်းတော့ဘုရားသခင် great opportunities ကြီးမားတဲ့အခွင့်အရေးပေးလိုက်တယ်နော်ချက်ချင်းပဲသူအနောက်နိုင်ငံတစ်ခုကိုထွက်သွားတယ်သူကလေး3 ယောက်ကိုသူ့ရဲ့မိသားစုအဲ့လိုပေါ့စိတ်ချရတဲ့သူတွေနဲ့သူလွှဲခဲ့တယ်ဟိုရောက်တော့သူလှုပ်တယ်ပတ်စံပို့ပေးတယ်အဲ့ချိန်မှာသူ့ယောက်ျားအဲ့လိုတောင်းချမ်းတဲ့ယောက်ျားလေဖြတ်သွားတယ်။အော်ဟာလေလုယာအော်ရသူရှိတယ်ဗျာ။ဟာလေလုယာအော်အဲ့တော့ဒီမှာပြင်းနေတယ်မသိဘူး။နော်။အဲ့ဒါနဲ့လေဖြတ်သွားတယ်။အဲ့ကျွန်တော်လည်းတိတ်ပြီးတော့စိတ်ဝင်စားတော့ထပ်မေးတယ်။အဲ့ဒါနဲ့အန်တီလေဖြတ်တော့ဘာဆက်လုပ်လဲဆိုတော့ပြန်လာပြီး2 လလာပြုစုသေးတယ်။အောင်းစရာမေတ္တာနော်အဲ့လိုလူမျိုးဖျားပြောရင်ကျွန်တော်လက်ခံမဟုတ်လေလက်ခံတယ်လေအဲ့မြတ်တာကြီးကမလွယ်ဘူးနော်လက်ပြုစုတယ်ပစံနေပဲပေးတယ်သူ့တလောက်ညင်းဆဲတဲ့ယောက်ျားနော်အကြည့်ကျသူပြုစုတယ်အဲ့တော့မှလေဖြတ်တာတော့ဗဇက်နဲ့အနိုင်ကျင့်သေးတယ်ဘလို့ဆိုးတယ်ကြည့်ဟမ်ကျွန်တော်သစ္စာရှိတဲ့အိမ်အောင်ရှင်းပြနေရနော်ခေါင်းစဉ်အောင်တော်ရှင်းပြယူရတယ်ကွာမှန်လားကြော်ပြောတာအခလီ3 ယောက်သူသိချာ take care လုပ်တယ်ဒါပေမဲ့တာမီးတွေက feeling ဖြစ်တာပေါ့နော်အမေနဲ့နေခြင်းနဲ့အမေကလည်းကြောက်တယ်ဒီလေဖြတ်ကြီးတောင်ပါဇက်နဲ့နိုင်ရကျင့်နေသေးတာပြန်ထွက်ပြေးပြန်လို့တည်သွားတဲ့အချိန်မှလည်းသူသိချာလားဇာဗနာတော့စီစဉ်ပေးတယ်အဲ့ချိန်မှာဒီကလေး3 ယောက်ငယ်လေးကလေးကအမေနဲ့မနေရတော့ကလေးမှာ trauma ဖြစ်သွားတာစိတ်ဒဏ်ရာတွေရတယ်ခြေခွဲမှုတွေရှိတယ်သမီးလေးတယောက်ကရုတ်တရက်ယောဂတစ်ခုဝင်ပြီးဖျားတယ်နောက်ဆုံးအမေကပြန်လာတယ်ကလေးကိုလည်းစိတ်မကောင်းအမေဒီနေ့ရောက်တယ်နောက်နေ့မနက်သမီးဆုံးသွားနောက်သားတယောက်ထပ်ဆုံးတယ်သားတယောက်ပဲကျန်တော့အဲ့တယောက်ကိုသူအဆုံးရှုံးမခံနိုင်တော့ဘူးပြည့်အိမ်တောင်ပြုတ်တာလေအင်းနဲ့ဘွားတိုးတာအင်းဒါသိချာလိလာထားတာနော်သူမကြိုက်ဘူးနော်အမျိုးတွေကဘေတီးတာမိဘတွေကဘေတီးတာဥမလေးဒီလိုတတိနေအောင်ရှ िख ိုးထားတာတတိသာထားလိလာအကဲခက်မရခင်တော့ရှ िख ိုးပြီးတော့ယူထားတာရပြီးတော့ဒီအတိုင်းတောင်းချမ်းတာ
Don't generally, in on you, the laundry town. A mamma count. Daguna da Jarima skip low with the chat with Peter, no? Good on Hobago Bianome. And a young Jidu, and a young Jidu, then I go Madrid, what to get boss to Nepiare, Comale Tenichi, you like the in ever do Riva. They get in a year. Palms you, nothing. Tell me the shiny bomb shot you, a jet out down jar. Yokamarina, Semapi. Now some separate people. The young John Disgabura. The Zalo needed Vidazu. Sanibo Bada with Mammy, Tamibo Bada with Mammy, John Lagamapi, Chushan Lagamapi, Pasamapi, a chain that those got Natal, and a paella. Babiom Lera. And this Agila. Moment, they know many, I don't know John Junior. And Pila. Huh? To wait Harali. Mamuji Majunelli, someone Nelly Lu Nibla, Bibi. Dinero someone Nelly Nibera. Cut it, Nibla. Haman Lemagina. Is civil. Huh? Ba Pila. Homa Mumia, cheek, where Kanza, one ne. Jujomia Pit. A Mumi or Dilu, a Mula, got next set of Mumi, Mulia, Macanai. Bauque. A Muriva, Eddie, Mulazo, Atlano, Majaje. Huh? Ena Vadura. Eddie Amadura, then Amadura. Alabama, Yunji, look there, Gamma Vadura. Only Camry by Chino, and do the. And I don't only need Lila, though Malila, as you like that. Meow, now the kick up meow. Now so, case on your. But lockdown mule me a pop quavy or dollar to a cheek way. But lockdown one day, Peter, but lockdown mahala, cheek way ni lesro. Yokja Tiwabi, Yokja Tiwabi. I Tiwari, Yokja is Zavana or Mabujano, and no signal. Go. What thing on? These are creating on him, no? Don't you read the count and lay in here? Don't you know who the caravan chop your e? Ain't on Pulo Chini Macon and Mapuna, whatever need I do. Be the shin. I mean, I don't see a gown in a few may you be. Juma. You ain't let a man can you. Ain't over on them easy. Kalama to in Kala Semayam. Be as I might do, be as I Semayam. Kage Matwin, Kage Semayam. Yoshi on my twin, Yoshi on Semayam. Payajao Matwin, Payajao level Yamado. Ami? I Payajao Matwin, I don't in a tattoo as he did it. Where fame Emma? Payajao Matwina. Then Dama Twitter, eh? What they don't let your deed go, Ali. The church we tara. So you eat her. So that chop Jamie out, did the nan chop Jamie out, the Niloma, theatre. Don't you know? A young dam. A mamma count. Don't you know? Go, I like the church Twitter, no? That is the me, Jamala, when you thought me, you. Then toys on me about me. Auntie Angaru yet, Tamo Auntie Angaru at the Mio, General Eric County, Tamo Eco Malina, Tento, the Vodula. 2 day. Siano, okay, so 2 day. Meso, will legine. Well, of your boys, I look with a mobuno. General Chowder can choke it on it with all my thick chowder. Thick chowder. I love you, General Twin, check me later. Okay, Napabi bad. I will clear on Yara, is she there? She there? Twin, check me later. I meant to rule a danger molly, you know. I love it, the dwells will elevate yours and Imona, gay, Nasa, Cochuin again, through mix up Peter. Counties will let Bemingly double Pia to say Monza. Comalis will let to Mua, Pia, Leo Maji. The Messin Nurus and Imona Networks, Gallivali Piovi, I go any Yapure. Came into a Gualu like Poo like Gualu. The way ain't one and all. 2 million no sabi men piano. I need Yagarega, Quello Miarora.
ကဲအဲ့လိုလဲရှိပြန်သေးတယ်အခုကလေဟိုမိတ်ဆက်ပြီးလိုက်မဖို့ခိုင်းရဘူးမြန်လုံးတယ်အမြန်ဆုံးပဲအားတဲ့ရခမကြီးသိတဲ့ဘောကောင်းတယ်နှုတ်ဆက်ပြီးကျွန်တော်ပြန်တယ်အဲ့နေ့ကတည်းကသူတို့ဘလို့တွေ contact မိသွားလဲမသိနောက်တစ်ခါလာတော့စိတ်ဆက်မယ်တဲ့နောက်တစ်ခါကျတော့လက်ထပ်မယ်အခုကလေးတောင်မွေးသွားပြီ okay တယ်အတိုင်းဝိုင်းတစ်ခုကလည်း okay တယ် okay တယ်မကောင်းဘူးလားကောင်းတယ်ဆိုတာအိမ်အောင်တွေမပြောနဲ့လေလူပြောတွေကပြောနော်ဒါကြောင့်ဒီနေ့ကောင်းစင်အောင်တော်တော်ရှင်းပြနော်အဲ့တော့ကောင်းစင်ရှင်းပြပြီးတော့ကဲအခုသစ္စာရှိတဲ့အိမ်တောင်ကြောင့်ခတ်တွတ်ပြောမယ်ပြီးသစ္စာမဲ့တဲ့အိမ်တောင်အဲ့တော့ sorry သစ္စာမဲ့တဲ့အဖွဲကိုအရင်ပြောမယ်နော်ကျွန်တော်သစ္စာမဲ့တဲ့အိမ်တောင်ရှင်များကဲဖတ်ကြည့်ပါအောင်ကောင်းစင်ပါတယ်လေသစ္စာမဲ့သောအိမ်ကဲသစ္စာမဲ့တဲ့အိမ်တောင်ရှင်နေဟိုရှိတယ်ကျွန်တော်အများကြီးပဲကျွန်တော်အများကြီးမပြော3ယောက်ပဲပြောမယ်ကဲနံပါတ်1ဘယ်သူနဲ့ဘယ်သူလဲဇီမရီနဲ့ကောဇဘီဇီမရီနဲ့ကောဇဘီအသိမကြောက်ဘူးပြအဲ့နည်းပြပြမယ်သူတို့နှစ်ယောက်ကြောက်ပြပြမယ်နော်ဇီမရီနဲ့ကောဇဘီဘယ်သူလဲကဲတော့လေအကြံကြီး25ငယ်1ကနေ3အခန်းကြီး25ငယ်6ကနေ9အငယ်14ကနေ15ကဲကျွန်တော်လေးမှတ်ထားပြီးတော့ဖတ်မယ်နော်အဲ့လိုပြောလိုက်အခုလက်ရှိအတွေ့အကြုံတွေပြောပြလိုက်မကောင်းလားဟာအဲ့ဒါဆိုဘုထင်သာမြင်သာပဲအဲ့ဒါထင်သာမြင်သာပဲအဲ့ဒါကျမ်းစာသင်တယ်လို့ခေါ်တယ် Bible study နော် Bible study လုပ်ကဲဇီမရီနဲ့ကောဇဘီဇီမရီဆိုတဲ့လူက Israel သူက Israel နော်ဟာလားကောဇဘီဆိုတဲ့သူကမိဒရန်လူမျိုးတွေကဇီမရီနဲ့ကောဇဘီဆိုတာကနှစ်ယောက်လုံးကယောက်ျားဖြစ်မလားနှစ်ယောက်လုံးကမိန်းမဖြစ်မလားမိန်းမဖြစ်မလားယောက်ျားဖြစ်မလားယောက်ျားဖြစ်မလားမိန်းမဖြစ်မလားဟုတ်တယ်အယောက်ျားနဲ့မိန်းမအားတော်တယ်ပြဖြစ်တတ်တယ်လင်မယားတွေဖြစ်မလားမဖြစ်ဘူးနော်အေးဘာမှမသိတာလည်းရှိတာဟုတ်ဇီမရီဆိုတာကမှတ်တဲ့အမျိုးသားကောဇဘီဆိုတာကအမျိုးသမီးသူတို့ဘာတော့မတော်ဘူးဒါပေမဲ့ပြဿနာကြီးတက်တယ်သစ္စာမဲ့ဇီမရီမှာလည်းမိန်းမရှိတယ်ကောဇဘီဆိုတဲ့မိန်းမလည်းယောက်ျားရှိတယ်ဒါပေမဲ့ဘလို့ကဲကြလဲအဲ့မှာပြောမယ်အဲ့ကဲရဆိုကြတဲ့သစ္စာမဲ့တာတချို့ကလေကလပ်မသွားရင်မနေနိုင်တဲ့ပိုးရှိတယ်နော် night club ဖြစ် day club ဖြစ်ဘာ club ဖြစ်နောက်ဆုံးဘာ club မှမသွားရင် tea club မှာတော့လက်ဖေးသွားတောက်တယ်တ club ကိုကြိုက်နေတာအဲ့ဒါလည်းဆိုသတိထားရမယ်နော်သတိထားဟို tea club ဆိုတော့ကောင်းပါလေ tea သွားတောက်တာလေ night club တို့ day club တို့ဆိုတာတော့ကိုစဉ်းစားလေကျန်းစာကျွန်တော်နှုတ်ွက်တော့တမန်ကျန်းစာဒီနေရာတွေသွားမယ်နေရာမဟုတ်ပြောပြီးသားကျွန်တော်ပြောတာတခုမှမပါဘူးနော်ဘယ်ကပြောရလဲကျွန်တော်ကိုးကွယ်တဲ့ထာဝရဘုရားရဲ့တမန်ကျမ်းစာပြောတာအာမင်ချွတ်ချစ်တဲ့ခရစ်ယာန်မှာပိုးပါတယ်ချုပ်ပိုးမတင်မပါဘူးလို့ယုံကြည်တယ်သူအဲ့ night club ကိုတစ်လတစ်ချိန်မသွားရင်သူမနေနိုင်ဘူးအဲ့မှာဒီ club မသွားရင်မနေနိုင် KTV လေးမသွားရင်မနေနိုင်နဲ့ချောလာသေး KTV သွားဘာမှမပေါ့တဲ့ချင်းလေးပါဆိုတာ practice သွားလို့တာ KTV သွားကြမလို့ဘုရားကျောင်းမှာလာလို့ရတယ်ဆိုခွင့်ပေးလက်ဆိုဟိုဘုရားကျောင်းကြောင့်ပြိဿများတယ်ဟိုမှာအခန်းထဲမှာ2ယောက်တည်းဆိုတာအမေပြိဿများလို့ကြောက်တဲ့မသားရှိသေးတယ်ဟာဆိုချက်ကိုနေရာကိုမဆိုတဲ့နေရာမှာသွားဆိုအမှပြဿနာရတော့မှန်လားကြပြောမှန်လားရှင်းတယ်လေအပြေကလာကြရဆိုတကူတော့ရှိလေချောင်းဆိုရင်တော့ကီးမမနဲ့အတန်နှွှဲတော့မတက်လာနဲ့နေပါဒီမှာတော့စစ်တယ်လေအရင်တစ်ခေါက်နားထောင်တယ်โอเคဆိုခိုင်းတယ်ဆိုအဲ့ဒါကျွန်တော်တို့ဓာတ်ဖွင့်ပေးထားတယ်လေတည်တံ့ရှင်တွေမှာဆိုရကျိုးအသင်းသားတွေဆိုမိသားရတွေဆိုရကျိုးအပတ်စဉ်ဆိုခိုင်းတယ်လာပါကျိုးဆက်သွဲပါတကူနေရလေကိုဆိုရမယ့်ရလေမဟုတ်လားမှန်လားကျွန်တော်မှန်ရလားကျွန်တော်အလွန်ကြောင်ကြည့်နေသလိုလေဆိုမဒီမှာဆိုမမို့ဟာလာခင်မွန်းတယ်ကိုဂျက်ဖရီပြပမှာသူအလုပ်လုပ်နေရလို့မြန်မာပြည်ရောက်တာနဲ့မှဆရာနုံနောက်လိုက်တော့တာပဲဒီမှာစနေမောင်နှံရောက်လိုက်ပြီးဆိုတာနော်ဒီမှာတင်းတန်ရှင်နေဆိုတောက်လျှောက်ရှိုင်းတို့နော်ကိုမျိုးတို့ကိုဖုတ်ခွာဘာမှမကျွန်တော်ပသိမ်မှာသွား